အားစားဝန်သားရှင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Manchester United ပြည်သက်တွေကြားမှာတော်လေးစိတ်ဝင်စားစရာဖြစ်နေတဲ့နီးပြ Michael Carrick ရဲ့အောင်မြင်မှုတွေကိုကန်နဝီနီးပြဟောင်းဆိုရှာရဲ့အစပိုင်းကာလတွေနဲ့နှိုင်းယှဉ်ပြီးတော့သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုရှာ2018ခုနှစ် United ကိုစတင်ကင်တွယ်ချိန်မှာပဲပထမဆုံး73ပွဲမှာရမှတ်32မှတ်အထိရယူနိုင်ခဲ့ပြီးရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့တာကိုအားလုံးမှတ်မိကြပါပါဒါပေမဲ့အခုလက်ရှိ Michael Carrick ကင်တွယ်ထားတဲ့ပထမဆုံး73ပွဲမှာရမှတ်က34မှတ်အထိရယူထားနိုင်ခဲ့တာကြောင့်ဆိုရှာထက်2မှတ်တောင်ပိုသာနေတာကိုတွေ့ရပါတယ်။ဒါဟာ United ရဲ့နီးပြသေရှာပုံတော်မှာ Michael Carrick ဘာကြောင့်အလေးထားနေရတယ်လဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဆိုရှာလက်ထက်ပထမ73ပွဲမှာတင်အသင်းဟာသွင်းဂိုး29ဂိုးအထိရရှိခဲ့ပါတယ်။ Michael Carrick လက်ထက်မှာသွင်းဂိုး32ဂိုးအထိရှိလာခဲ့ပြီးတိုက်စစ်ပိုင်းကိုပုံမမြင့်တက်လာတာတွေ့ရပါတယ်။အထူးသဖြင့် Carrick ကကစားဟန်ကိုပုံမတင်ငိမ့်စီပြီးတံပြန်တိုက်စစ်တင်မကပဲအစင်တစိုက်ဖိအားပေးကစားတဲ့ပုံစံကိုပြောင်းလဲနိုင်ခဲ့တာကြီးကျူးစရာကောင်းလာပါတယ်။ခါစစ်ပိုင်းကိုကြည့်ရမယ်ဆိုရင်လည်း Michael Carrick ကတိတိတတ်တာပိုကောင်းနေပါတယ်။ဆိုရှာရဲ့ပထမ73ပွဲမှာပေးကို9ဂိုးအထိရှိခဲ့ပေမဲ့ Michael Carrick လက်ထက်မှာတော့6ဂိုးသာရှိပါတော့တယ်။ဒါဟာ Michael Carrick အနေနဲ့အသင်းရဲ့ခံစစ်နဲ့ကွင်းလေကြားဟန်ချက်ညီအောင်ဘယ်လောက်ထိပြင်ဆင်နိုင်ခဲ့လဲဆိုတာကိုသက်သေပြနေတာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့မျှော်လင့်ထားတာကတော့ United ပရိသတ်တွေဟာ Michael Carrick ကိုနီးပြအဖြစ်အမြဲတမ်းခန့်အပ်ဖို့ပုံမလိုလားလာကြတယ်လို့ဆိုပါတယ်။ဆိုရှာလက်ထက်တုန်းကလည်းဒီလိုပါပဲအစပိုင်းမှာအရန်ကောင်းခဲ့ပေမဲ့နောက်ပိုင်းမှာရုန်းကန်ခဲ့ရတာကြောင့် Michael Carrick အနေနဲ့ဒီခြေစွမ်းကိုရရှိထိမ့်သိမ်းထားနိုင်မလားဆိုတာကတော့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ညီကုန်းချုပ်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့ကိန်းကနန်းတွေရကြည့်ရမယ်ဆိုရင် Michael Carrick ဟာဆိုရှာတဲ့ပုံမကောင်းမွန်တဲ့အစပြိုးမှုတွေကိုရရှိထားပါတယ်။ဒါပေမဲ့ United အစဉ်လာရဖလားရယူနိုင်မှုကသာအဓိကဖြစ်တာကြောင့် Michael Carrick အနေနဲ့ဒီရာသီမှာအသင်းကိုဘလို့အဆင့်နဲ့အဆုံးသတ်ပေးမလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကဲအားစားဝန်သားရှင်ပြည်သူများခင်ဗျာကင်းကနန်းတွေအရဆိုရင်တော့ဆိုရှာထက်တာနေတဲ့ Michael Carrick ကိုအများနဲ့နီးပြဖြစ်ခန့်အပ်သင့်ပြီလို့ထင်ကြပါသလား။ဒါမှမဟုတ်အခြားကမ္ဘာအဆင့်မီနီးပြတယောက်ကိုပဲရှာသင့်သလား။ comment မှာဆွေးနွေးသွားကြပါဦးခင်ဗျာ။